ညဘတရေနိုးပြီးပြန်အိတ်လို့မရရင်ဒီနီလန်သုံးခုကိုသုံးကြည့်ပါညလေကောင်ကြီးနိုးလာပြီးပြန်အိတ်မရလို့စိတ်တွေရှူနေတာမျိုးဂျုံမှုကြမှာပါနာယီကြီးလိုက်တော့ထားဖို့ကစောလွန်းသေးတယ်ပြန်အိတ်ဖို့ကြတော့လဲမလွယ်တော့ဘူးအဲ့ဒီအချိန်မှာမနှက်ခင်းဒီပြန်အိတ်မပြောရင်တော့ဒုက္ခပဲဆိုတဲ့စိုးရင်စိတ်ကဝင်လာတတ်ပါတယ်လူတော်ငယ်များဒီလိုအချိန်မျိုးမှာစိတ်ရှုပ်ပြီးကြောက်တောင်ကြောက်မိတတ်ကြပါတယ်ဒါဟာတင်းတယောက်တည်းဖြစ်နေတာမဟုတ်သလိုယောဂတစ်ခုလည်းမဟုတ်ပါဘူးဒါဟာလူတိုင်းထိတတ်တဲ့သဘာဝပါညဘက်နိုးလာတာဟာဖြစ်လိဖြစ်ထက်ရှိတဲ့ကိစ္စတစ်ခုပါတင့်မှာတစ်ခုခုချိုးယွင်းနေလို့မဟုတ်ပါဘူးစိတ်ဖီစီးတာအလွတ်များတာနဲ့အနေထိုင်အလေးကျင့်လေကြောင်းခန္ဓာကိုယ်ကဒီလိုမျိုးတွန့်ပြန်တတ်ပါတယ်ဒါကိုဘလို့ဖြည့်ရှင်းရဲ့ကောင်းမလဲဆိုတာပြောပြပေးပါမယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲကျွန်တော်တို့ရဲ့အိပ်ဆက်ခြင်းကိုပတ်ဝန်းကျင်နဲ့အလင်းရောင်အပူချိန်နဲ့စိတ်ကူးတွေနဲ့နေ့စဉ်အလေးအကျင့်တွေကထိန်းချုပ်ထားတာပါဖုံးကြည့်တာစွင်းစိမ်များတာဒါမှမဟုတ်နေ့စဉ်လုပ်နေကြအချိန်စရာတွေပြတ်သွားတဲ့အခါအုံနောက်ကမနှက်ရောက်ပြီလို့ထင်ပြီးနိုးချသွားတာပါတယ်လူတော်များများဟာမတိလိုက်ပဲနဲ့ညဘက်နိုးနေအောင်ခန္ဓာကိုယ်ကိုလေ့ကျင့်ပေးထားသလိုဖြစ်နေတတ်ပါတယ်လူတွေမားတတ်တဲ့နေ့စဉ်အလေးအကျင့်များညဘက်နိုးလာတဲ့အခါဖုံးကောက်ကြည့်ခြင်းနာယီကိုခဏခဏကြည့်ခြင်းအတင်းအကျပ်ပြန်ရေးဖို့ကြိုးစားခြင်းမနစ်ဖြန်လောက်ရမယ့်အလုပ်တွေကိုအိယာတွေမှာစဉ်းစားခြင်းအိယာပေါ်မှာဖုံးတုံတာအလုပ်ကိစ္စတွေစဉ်းစားတာနဲ့စိတ်ဖိစီးစရာတွေကိုတွေးတောခြင်းဒီအချက်တွေကအုံနောက်ကိုမအိတ်နဲ့ဦးနိုးကြနီးလို့သတိပေးလိုက်တယ်လို့ဖြစ်နေစေပါတယ်ဒီလိုညဘက်နိုးပြီးပြန်အိတ်မရတဲ့အခါသုံးကြည့်လို့ရမယ့်နီလန်လေး၃ခုကိုပြောပြပါစေနီလန်တစ်ခုအတင်းအကျပ်မတွန်းလာပါနဲ့ငါအိမ်မှာဖြစ်မယ်လို့တွေးနေရင်ပိုပြီးစိတ်ပင်ပန်းလာတတ်ပါတယ်အဲ့ဒီအစားမိမိကိုယ်ကိုအိမ်မပြောသေးရင်တောင်အေးအေးဆေးဆေးနားလို့ရပါတယ်လို့ပြောပေးပါအသက်ရှူတာကိုဖြည်းဖြည်းချင်းလုပ်ကြည့်ပါနှာခေါင်းကနေ4စက္ကန့်လောက်ရှူသွင်းပြီး6စက္ကန့်လောက်ကြာအောင်ဖြည်းဖြည်းချင်းပြန်ထုတ်ပေးပါဒါဟာခန္ဓာကိုယ်ကိုအလိုအလျောက်ပြေးလေးစွာသွားစေပါတယ်အိမ်မပြောရင်တော့မှအခုလိုငင်လေးနားနေတာကခန္ဓာကိုယ်အတွက်အကျိုးရှိပါတယ်နီလာနှင်ပတ်ဝန်းကျင်ကိုပြောင်းလဲပေးပါအတော်ကြောင်နိုးနေပြီဆိုရင်မီးမိန်လေးမှဖွင့်ပြီးအပြင်ထွက်ထိုင်နေလိုက်ပါဖုံးမကြည့်ပါနဲ့တည်င်းတွေအလုပ်ကိစ္စတွေမစင်စားပါနဲ့ညီတက်အေးဆေးတဲ့အလုပ်တစ်ခုခုဥပမာစာအုပ်အဟောင်းတအုပ်ဖတ်တာမျိုးအေးအေးဆေးဆေးအတန်းတစ်ခုခုနားထောင်တာမျိုးလုပ်ပေးပါဒါဟာစိတ်တော်နေမယ့်အစားညရဲ့အေးချမ်းမှုကိုအုံနောက်ကပြန်ခံစားမိအောင်ကုညီပေးတာပါမျက်စိလေးစုံမိချင်လာပြီးအေးချင်လာပြီးဆိုမှအိယာထဲဝင်ပါညီလန်တုံနေ့စဉ်အလေးအကျင့်ကိုပြင်ဆင်ပါလူတွေကညဘက်အိတ်မပြောတာကိုပဲအာယုံစိုက်တတ်ပြီးမြဲတကယ်တမ်းနေ့ဘက်အနေထိုင်ကပို့အရေးကြီးပါတယ်မနေ့ခင်းမှာတဘာဝအလင်းရောင်ရအောင်နေပါခန္ဓာကိုယ်ကိုအနည်းငယ်လှုပ်ရှားပေးပါနေ့ဘက်မှာအကြာကြီးအိတ်တာမျိုးရှောင်ပါအစာစားချိန်နဲ့အိတ်ချိန်ကိုပုံမှန်ဖြစ်အောင်ထားပါဒီအချက်လေးတွေကရေရှည်မှာအိတ်ဆက်ခြင်းကိုပြင်ကောင်းမွန်စေပါတယ်စိတ်သက်သာရမယ့်အမှန်တရားတစ်ခုကတော့တညလောက်အိတ်ရည်ပြေယုံနဲ့ကျမ်းမာရေးကြီးထိခိုက်သွားမှာမဟုတ်ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်ကပြန်လဲထူထောင်နိုင်ပါတယ်အိတ်ဆက်ခြင်းဆိုတာဖိအားပေးလို့မရပါဘူးစိတ်လုံးကြုံအေးချမ်းမှသာအလိုလိုရောက်လာမှာပါပြေးပြေဆုံးစရာမလိုပါဘူးမိမိကိုယ်ကိုညာသားပေးဖို့လိုပါတယ်ညဘက်နိုးလာရင်အတင်းထိန်ချုပ်ဖို့မကြိုးစားပဲအေးဆေးဆေးပဲတုံ့ပြန်ပါခန္ဓာကိုယ်ရဲ့တဘာဝကိုနားလည်ရင်ကောင်းကောင်းပြင်အိတ်ကိုသွားပါလိမ့်မယ်ဒီအချက်လေးတွေကတဲ့အတွက်အကျိုးရှိတယ်ဆိုရင်သိမ်းထားပေးပါညဘက်အိယာခက်နေတဲ့တငယ်ချင်းတွေကိုမျှဝေပေးပါဦးနောက်ထပ်ဖန်ကျမ်းမာရေးအကြောင်းသင်ပေးရမလဲဆိုတာကို comment မှာတောင်းဆိုနိုင်ပါတယ်ကျေးဇူးတင်ပါတယ်